ခြားနိုင်ငံတစ်ခုကိုရောက်သွားရင်နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ပညာသင်ဖို့အလှုပ်လှုပ်ဖို့ဆိုတဲ့အရာကအတိကျွမ်းလေးတွေအကူညီလေးတွေမိတ်ဆွေလေးတွေဒါမျိုးရှိရင်ကျွန်တော်တို့ကအရန်ခွန်အားရှိတယ်လေအားရှိတော့ကျွန်တော်တို့များသောအားဖြင့်ခြေလမ်းအသစ်လှမ်းတော့မယ်ဆိုရင်အဲ့လိုမျိုးလိုက်ရှာလေးရှိတယ်အားကိုးစရာလိုက်ရှာလေးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့အားလုံးကိုခွန်အားပေးခြင်းပါတယ်သင်မှာအားကိုးစရာတယောက်မှမရှိရင်လေသင်နဲ့အတူဖခင်ရှိရင်လုံလောက်ပါတယ်ဟာလေလုယာအာမင်အခုယောရှုလည်းဒီကျမ်းစာကဘာလို့ဆိုသူကနိုင်ငံခြားသွားဖို့လုပ်နေတာသူရဲ့ immigration counter ကသူကယော်ဒန်မြစ်ဖြစ်တယ်သူနောက်မှာလည်းတအုပ်ကြီးပါတယ်အဲ့မြစ်ကြီးရဲ့တစ်ဖက်မှာလည်းဘာဒီမှလည်းသူမသိဘူးသူတစ်ခေါက်တော့ရောက်ခဲ့တယ်ဒါပေမဲ့နည်းနည်းပဲသိခဲ့တာသူအကုန်လုံးမသိဘူးအဲ့မှာရှိတဲ့လူတွေခွန်အားကြီးဆိုတာသူသိတယ်စစ်တိုက်တာအရန်ကျွမ်းတယ်ဆိုတာသူသိတယ်အဲ့တော့သူအနေနဲ့ငါရဲ့ခေါင်းဆောင်ငါရဲ့သခင်ငါရဲ့ခေါင်းဆောင်မောရှေနဲ့အတူဖျားကောင်းကြီးပေးလို့ငါတို့ဒီခရီးကိုနမိတ်လက္ခဏာနဲ့ရောက်လာတာတော့ငါသိတယ်ငါသိကြတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်သူ့စိတ်ထဲမှာစဉ်းစားနေမှာပဲဒီလောက်များပြားတဲ့လူအုပ်ကြီးကိုငါရဲ့သခင်မပါဘဲနဲ့ငါဥဆောင်ဖို့ဘယ်လိုဥဆောင်ရမလဲလို့သင်စဉ်းစားနေတယ်သူကြောက်ရွံ့နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာဖျားသခင်ပြောတဲ့စကားကဘာလဲဆိုတော့မောရှေနဲ့အတူငါရှိတယ်လို့မင်းနဲ့ငါရှိမယ်အာယူပြီးတော့ရဲရဲမှာဟာလေလုယာငါတင်းကိုမဆုံးဘူးငါတင်းကိုပြစ်မထားဘူးငါမင်းနဲ့အတူရှိနေတယ်ဒါပဲဖခင်ကဟိုဘက်ရောက်ရင်ငါဘလို့ချိန်မုန်းလိုက်မယ်ဆိုနီလန်နေဖခင်မပြောဘူးဟိုဘက်ကိုရောက်ရင်ငါဘယ်နှမျိုးကိုငါပေးမယ်ဆိုတာလည်းမပြောဘူးဟိုဘက်ကိုရောက်ရင်ငါဘလို့ပုံစံနဲ့မင်းတို့ကိုငါနမိတ်လက္ခဏာပြုတ်မယ်တခါလေရေဒီခေါမျိုးကိုခါလေဘယ်နှချိန်ပတ်လိုက်ဘလို့ပြောသွားမယ်ဘာမှမပြောဘူးဖခင်ကနောက်ဆုံးရလက်ကိုလုံးဝမပြောဘူးဖခင်ကဘာပဲပြောလဲဆိုတော့ငါမင်းနဲ့အတူရှိတယ်ငါမင်းနဲ့အတူရှိတယ်ဒါပဲမောရှေလည်းမရှိတော့ဘူးအရင်တော့ကသူတို့မျိုးဆက်မှာအားကိုးခဲ့ရတဲ့သူနဲ့ရွယ်တူအုပ်စုတွေအကုန်လုံးခန္ဓာရမှာတည်သွားပြီအခုသူနဲ့လူငယ်တွေပဲကြံတော့တယ်လူငယ်တွေကြည့်လိုက်ပြန်တော့လဲဘာတွေ့ကြုံမှမရှိဘူးအဲဂုတုဆိုတာလည်းမမြင်ခဲ့ဘူးတဲ့အဖွဲ့တွေခန္ဓာရထဲမှာနေရတာအဆောက်အဦကောင်းကောင်းမမြင်ခဲ့ရဘူးသူတို့မမြင်ဘူးသူတို့မြင်တဲ့အကောင်းဆုံးအဆောက်အဦကတဲတော်ဖြစ်နေတယ်ပရိမစ်တွေလည်းသူတို့မတွေ့ဘူးစစ်တပ်ကြီးကိုလည်းသူတို့မမြင်ဘူးစစ်ရေးလေ့ကျင့်တဲ့ຢာတွေလည်းသူတို့ကောင်းမွန်စွာသူတို့လေ့ကျင့်ထားတဲ့စစ်ရေးလေ့ကျင့်ပေးတဲ့သူတွေလည်းမရှိဘူးဆိုတော့ယောရှုအတွက်ပထမတစ်ချိန်တုန်းကတရှိုး12ယောက်နဲ့သွားတော့ငါတို့ဝင်သိမ်းရအောင်လို့သူကပြောတာကသူမှာအေဂုတုကထွက်လာတဲ့အုပ်စုကြီးရှိတယ်အားကိုးရမယ့်လူကြီးတွေရှိတယ်သူနဲ့တတ်တူရွယ်တူတွေရှိတယ်သူ့ဖေလည်းရှိအောင်မှာပဲ no မောရှေလည်းရှိတယ်ဘုရားသခင်ရဲ့ဗိတ်သိက်ပေးထားတဲ့ခေါင်းဆောင်တခါလေတောင်ဝေးတခါလေဖြန့်လိုက်တာနဲ့ပင်လယ်ကနှစ်ချမ်းကွဲသွားတာမျိုးကြောက်ကိုရိုက်လိုက်တာနဲ့ရေတွေတခါလေချောင်းကဲသို့မြစ်ကဲသို့စီးလာတာမျိုးအမျိုးမျိုးသောနမိတ်လက္ခဏာတွေနဲ့အရှိကဥဆောင်တဲ့ခေါင်းဆောင်လည်းရှိတော့ယောရှုကတက်ရအောင်ဆိုယောရှုကလည်းတော့ပြောတာကမဆိုးဘူးဒါပေမဲ့အခုကနှစ်ကစုစုပေါင်း40ကြာပြီးတော့နောက်တစ်ခေါက်ပြန်ရောက်လာပြီနယ်စပ်နားမှာ immigration ကိုဖြတ်ဖို့စောင့်နေပြီဒီချိန်ပြန်လှည့်ကြည့်လိုက်တော့အားလုံးခြားတိတ်လေးတွေဖြစ်နေတယ်လူကြီးတွေအကုန်ကတဲကန်နားမှာအကုန်တည်သွားပြီကန်နားမှာတည်သွားပြီဆိုအဲ့လိုအချိန်တွေမှာယောရှုနဲ့ကာလက်တို့အဲ့ခေါင်းဆောင်တွေကစဉ်းစားတဲ့အရာကငါတို့ဘလို့ပုံစံနဲ့များဒီပြည်ကြီးကိုသိမ်းနိုင်မလဲငါတို့ရဲ့အရင်တုန်းကအားကိုးရတဲ့လူတွေရှိတုန်းကသိမ်းလိုက်ရင်တော့နိုင်အောင်မှာအခုတော့ဘလို့လဲလို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်ဒါပေမဲ့ဒီအချိန်မှာဘုရားရှင်နှုတ်ကပတ်တော်ရောက်လာတဲ့အရာကမကြောက်နဲ့အားယူပြီးတော့ရဲရင်မှာငါမင်းနဲ့အတူရှိတယ်ဟာလေလုယာငါမင်းနဲ့အတူရှိတယ်မင်းဟာအဲ့ဒီမှာရှိတဲ့မြေအားလုံးကိုသိမ်းပြီးတော့အမွေခွဲရတဲ့အခွင့်ကိုရလိမ့်မယ်မင်းကိုယ်တိုင်ကအမွေခွဲပေးရလိမ့်မယ်ဣသရေလလူမျိုးတွေကိုဆိုအမွေခွဲပေးရမယ်ဆိုအပိုင်ရမယ်ဆိုတဲ့သဘောမျိုးလုံးဝသိမ်းနိုင်မယ်ဆိုတဲ့သဘောမျိုးကိုပြောနေတာဖြစ်တယ်ဆိုတော့ဘုရားကဘာပြောလဲငါမင်းနဲ့အတူရှိမယ်ဘယ်လိုသိမ်းမလဲဆိုတော့မပြောဘူးဘယ်လိုထောက်ပံ့မလဲဆိုတော့မပြောဘူးဘာနမိတ်လက္ခဏာဖြစ်မလဲဆိုတော့မပြောဘူးနောက်ဆုံးရလက်ကိုမပြောဘူးဒါပေမဲ့လည်းဘုရားကဘာပြောဆိုငါမင်းနဲ့အတူရှိတယ်ဆိုတဲ့စကားကိုပြောတယ်ဟာလေလုယာအခုဒီတိုင်းနိုင်ငံရဲ့ခက်ခဲမှုတွေမှာကျွန်တော်တို့နေ့စဉ်ရှောက်လန်းတဲ့အသက်တာထဲမှာကျွန်တော်တို့လိုအပ်တဲ့စကားတစ်ခွန်းကဘာလဲဆိုရင်ငါသားငါသမီးငါမင်းနဲ့အတူရှိတယ်မကြောက်နဲ့အဲ့စကားတစ်ခုကကျွန်တော်တို့လုံလောက်တယ်ဟာလေလုယာအာမင်ကျွန်တော်လည်းအဲ့စကားတစ်ခုနဲ့မြန်မာပြည်ကိုပြန်လာတာဖြစ်တယ်ကျွန်တော်နဲ့ဆရာမတို့လွန်ခဲ့တဲ့10နှစ်လောက်က
ဘုရားသခင်ပြန်ပါမြန်မာပြည်ကိုပြန်ချင်တာတော့ကြာပြီဒါပေမဲ့နောက်ဆုံးမှပြန်ပါဆိုတဲ့စကားနောက်ဆုံးစကားရောက်လာတယ်နမိတ်လက္ခဏာတွေရောက်လာတယ်ကျွန်တော်ရဲ့ဆရာကြီးကိုလည်းအရင်တော့ကကျွန်တော်ပြန်မယ်စင်ကူကနေမြန်မာပြည်ကိုပြန်မယ်လို့သွားပြောတာဘယ်နှစ်ချိန်ပြောအကြာကြီးတော့စကားပြောစရာမလိုဘူးငါပြန်လို့ရမလားလို့ပြေးတာဒီချိန်မရောက်သေးဘူးမပြန်နဲ့ဒါပဲပြောတဲ့ဆရာကအခုသွားပြီးတော့စကားပြောလိုက်တာဒီအချိန်ရောက်ပြီးပြန်တော့တဲ့စကားတော့အများကြီးပြောလိုက်စရာမလိုဘူးငါပြန်လို့ရမလားလို့ပြောတယ်အချိန်ရောက်ပြီးပြန်တော့တဲ့ဆိုတော့ဘုရားကကျွန်တော်ကိုပြန်လွတ်တယ်ငါမင်းနဲ့အတူရှိတယ်ဆိုတော့ပြန်มาဆိုတော့ပြောတဲ့အချိန်မှာကျွန်တော်ကိုနောက်ကနေပြီးထောက်ပံ့ပေးမဲ့သူမရှိဘူးအဲ့ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့အသင်းတော်ကကျွန်တော်တို့ကိုမထောက်ပံ့ပါဘူးပြန်လာတော့လာကမပေးပါဘူးမြန်မာပြည်ရောက်တော့လေဘယ်အသင်းတော်မှလာခဲ့ငါတို့အမှုတော်ဆောင်ခတ်မယ်လာကဒီပေးမယ်ဘယ်လောက်အဲ့လိုဘယ်သူမှမခတ်ပါဘူးဘာကြောင့်မခတ်လဲဆိုကျွန်တော်တို့လည်းဘယ်သူမှမသိပါဘူးအခုလိုအနေထားမှာဆိုရင်တော့ခံကောင်းခံနိုင်တယ်အေးကျွန်တော်တို့အသင်းတော်မရှိဘူးဘယ်သူအသင်းဥဆရာခတ်မလဲဆရာတို့ဆရာမတို့ကျမတို့အသင်းတော်ကျွန်တော်တို့အသင်းတော်မှာအသင်းဥဆရာလာလုပ်ပေးပါခေါ်ကောင်းခေါ်နိုင်တယ်ကျွန်တော်နိုင်ငံခြားအသင်းတော်တွေပါဆိုခေါ်တယ် US တို့နော်ကျွန်တော် Australia တို့ဆိုရင်အသင်းတော်တွေရှိတယ်လေနော်မြန်မာပြည်ရောက်သွားတဲ့အသင်းတော်တွေအသင်းဥဆရာမရှိဘူးအဲ့လိုမျိုးဆိုခေါ်ကြတယ်ဆိုတော့ကျွန်တော်မြန်မာပြည်ရောက်လာတဲ့ခါကျတော့မြန်မာပြည်မှာသူ့အသင်းတော်သူ့အသင်းဥဆရာနဲ့သူရှိပြီးသားမခေါ်ဘူးဆိုတော့ပြောချင်တာငွေကြေးထောက်ပံ့မှုမရှိဘူးအဲ့တော့ဘုရားသခင်ကThe city ကိုဦးဆောင်ဖို့ရန်အတွက်ပြင်ဆင်လာတဲ့ခါမှာကျွန်တော်တို့ထောက်ပံ့ခြင်းလည်းမရှိဘူးအဲ့တော့ကနေစရာလည်းမရှိဘူးကျွန်တော်တို့စုထားတဲ့ငွေတွေနဲ့အသင်းတော်ကနောက်ဆုံးနှုတ်ဆက်ပွဲမှာပေးလိုက်တဲ့ left gate တွေပေါင်းလိုက်တာကျွန်တော်တို့ Honda Fit ကားတစ်စီးဝယ်လို့ရတယ်ဒါနဲ့အဲ့ကားတစ်စီးကိုကျွန်တော်ဝယ်တယ်ကျွန်တော်ကအိမ်ထက်ကားကိုပို့ပြီးတော့ဝယ်တဲ့သူဖြစ်တယ်အဲ့တော့ကျွန်တော်တို့နေစရာလည်းမရှိဘူးဆိုတော့ပြန်လာပြီးတော့အခုလိုမျိုးဒီ the city အသင်းတော်နဲ့အတူအမှုဆောင်ပြီးတော့ the city အသင်းတော်ကိုဦးဆောင်ပြီးတော့အခုလိုမျိုးအသင်းတော်တွေတည်ထောင်တဲ့အရာတွေပြုစုတဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရတဲ့အနောက်ကနေ support ကောင်းကောင်းရှိလို့ဒါမှမဟုတ်ရင်တခါဒီကနေအစင်သင့်ပြင်ဆင်ထားလို့ကျွန်တော်တို့ရောက်လာတာမဟုတ်ဘဲနဲ့ဘုရားသခင်ကပြန်ပါဆိုတဲ့စကားတစ်ခွန်းနဲ့ဘုရားကကျွန်တော်တို့ကိုဆေလွတ်တယ်ဘုရားငါတို့ကိုဆေလွတ်ရင်ဘုရားငါတို့နဲ့အတူရှိတယ်ဟာလေလုယာဘုရားငါတို့ကိုထောက်ပံ့လိမ့်မယ်ဘုရားငါတို့ကိုပို့ဆောင်လိမ့်မယ်ဆိုတဲ့အဲ့ဒီယုံကြည်ချက်လေးတစ်ခုတည်းနဲ့ကျွန်တော်တို့ပြန်လာတာဖြစ်တယ်အခု10နှစ်တာကာလကြော်ဖြတ်လာတဲ့အခါမှာကျွန်တော်တို့နားလည်လိုက်ရတဲ့အရာတစ်ခုကဘာလဲဆိုရင်ဘုရားသခင်ကကျွန်တော်တို့နဲ့အတူရှိတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအာမင်